နေ့3နှစ်အရွယ်ကအိတ်ချင်ရင်လည်းကြီးကြတယ်၊ဘိုက်ဆိုင်ရင်လည်းကြီးကြတယ်၊သွားကျင်တဲ့နေရာမသွားရင်လည်းကြီးကြတယ်၊စားကျင်တာမစားရင်လည်းကြီးကြတယ်။ကျွန်မပြပြတဲ့အကြောင်းအရာလေးကိုတခြားသူတွေဘူးတုတရအောင်အတွက် like and share နဲ့ follow လေးတွေလုပ်ပေးပါလို့ကျွန်မကတောင်းဆိုချင်ပါတယ်။လုပ်နေဆိုလို့ရှိရင်တို့ကပို့ပြီးတော့လှုပ်ချင်တယ်။မေမေတို့အတွက်2နှစ်3နှစ်အရွယ်ကလေးလေးတွေကိုထိန်းရတာကအရန်ကိုစိတ်ညစ်စရာကောင်းပါတယ်။2နှစ်3နှစ်ကလေးလေးတွေဘာလို့ကြီးကြကြတာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်မကမျှဝေပေးမှာဖြစ်ပါတယ်။ကျွန်မအနေနဲ့လည်းသမီးလေးက2နဲ့4လလောက်မှာသမီးလေးကတိတိတတ်တာပြောင်းလဲလာပါတယ်။သူကဘာကိုပဲပြောတော့သူက no ပဲသမီးလေးရဲ့ဒီအင်ကြီးလေးဝတ်မယ်ဆိုရင်မဝတ်ချင်ဘူးအဲ့တော့ကျွန်မကဘလို့ဥပမာပေးလဲဆိုတော့မေမေတယောက်ပြောပြထားတာလေးကိုကျွန်မမှတ်ထားပြီးတော့ရွေးချယ်ခိုင်းပေါ့နော်သမီးလေးရဲ့ဒီဝတ်စုံဝတ်ချင်လားဒီဝတ်စုံဝတ်ချင်လားဟိုဆောင်းတွင်းဆိုလို့ရှိရင်ပေါ့နော်အနှွေးတယ်လေးနဲ့ထည့်ကိုပြလိုက်တယ်သမီးလေးဒီနှွေးတယ်ဝတ်ချင်လားဒီနှွေးတယ်ဝတ်ချင်လားသူကအဲ့အခါမှာသူကရွေးလိုက်တယ်ပေါ့နော်အဲ့ဒီသူရွေးချယ်ပြီးလိုက်တဲ့အဝတ်စားလေးတွေကိုသူကဝတ်လိုက်တဲ့အချိန်မှာအရန်ကြီးမကြတော့ဘူးပေါ့နော်သူတို့ကဘာလို့ကြီးကြလဲဆိုတော့သူတို့လိုချင်တဲ့အရာကိုပေါ့နော်ကိုယ်တိုင်လှုပ်ချင်တယ်ကိုယ်တွေရွေးချယ်ချင်တယ်ဆိုတဲ့အတွေးတွေကများလာတယ်ပြီးလိုချင်တာကိုစကားနဲ့မပြောနိုင်တော့သူတို့ကငိုမယ်ပြီးလှုပ်ရှားခြင်းနဲ့ပေါ့နော်ဖော်ပြမယ်ပေါ့နော်အဲ့အချိန်မှာမေမေတို့ကသူတို့ငိုနေတဲ့အချိန်မှာဒီဘာလို့ငိုတာလဲဘာလို့ချင်လို့လဲအဲ့လိုမျိုးပေါ့နော်ခလေးကိုစူမိရပေါ့နော်အဲ့လိုမျိုးစူခြင်းကတဲ့ခလေးတွေကိုပို့ပြီးတော့ဆိုးရွားစေပါတယ်တဲ့သူတို့ရဲ့ခံစားချက်ထိန်းချုပ်မှုတွေကိုသူတို့မထိန်းချုပ်နိုင်သေးဘူးပေါ့နော်သူတို့စိတ်မကျင်တဲ့လို့ရှိရင်သူတို့ကချက်ချင်းပောက်ကွဲတတ်တဲ့အရွယ်စူးစမ်းလစ်လာခြင်းတဲ့အရွယ်ဘလောက်ထိကြီးကြတာကပုံမှန်လဲဆိုလို့ရှိရင်နေတိုင်းငိုမယ်စန့်ကျင်ဘက်တွေလုံမယ်တနေ့ကို4 5 6ခါငိုမယ်တခါတည်းရင်သူတို့ကိုငိုနေရင်လည်းချော့မရပြုတ်မရတမီးလေးဆိုလို့ရှိရင်ငိုနေတဲ့အချိန်မှာချော့ရင်လည်းမရဘူးမေမေကဒေါသထွက်တော့ကြတော့သိရမလားကိုလဲလူပဲကွယ်အဲ့တော့ဒေါသထွက်မိရပေါ့ဒေါသထွက်တော့တမီးရဲ့နေအလောက်တော့ဝင်ရလားဘာဖြစ်လို့ငိုလဲပါညာအဲ့လိုမျိုးတော်တော်ဆူရတဲ့ကျမဆိုလို့ရှိရင်တခါတလေသူ့ကိုရိုက်မိပါတယ်သူ့ကိုနီးလန်းလေးပြောင်းကြည့်ရပါတော့ကိုယ်စိတ်ကိုတော်တော်ထိန်းချုပ်ရပါတယ်အဲ့ဆိုလို့ရှိရင်အစပိုင်းကဆိုအရန်ဒေါသထွက်တဲ့အချိန်မှာပေါ့နော်မပြောသင့်တဲ့အရာတွေလည်းပြောမိတယ်မဆူသင့်တဲ့အရာတွေလည်းဆူမိတယ်မရိုက်သင့်ရင်လည်းတခါတလေရိုက်မိတယ်အဲ့တော့ကိုကကိုဟာကိုစမ်းစစ်ကြည့်ရပါတော့ပြီးတော့စာအုပ်တွေဖတ်ကြည့်တယ်အခုဆိုလို့ရှိရင်သမီးလေးကိုမဆူတဲ့အချိန်ကများသွားပြီပြီးတော့သူ့ကိုလည်းလုံးဝမရိုက်တော့ဘူးနီးလန်းပြောင်းလိုက်တယ်မရိုက်ဖဲနေနိုင်ငံတာကကျမဟိုပေါ့နော်ရွှေနှုတ်ကနေပြီးတော့စာဖတ်တဲ့အစီအစဉ်ဝယ်လိုက်တော့အဲ့ဒီထဲမှာအုတ်ချုပ်တဲ့ပုံစံလေးမိဘနဲ့သားသမီးရဲ့ဆက်ဆံရေးကိုဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတဲ့အရာတွေကိုစာအုပ်ဖတ်တဲ့ထဲကနီးလန်းအတိုင်းကျမဟိုစာအုပ်ကဟိုနီလန်းလေးယူလိုက်ဒီစာအုပ်ကဒီနီလန်းလေးယူလိုက်သူကအရန်ငယ်သေးတော့သူ့ဟာသူမထိန်ချော့နိုင်တော့သူစိုးနေတဲ့အချိန်မှာကျွန်တော်စာအုပ်တွေဖတ်ပြီးတော့ပေါ့နော်သူ့ကိုအကောင်းဆုံးပြုစုပြောထောင်နေပါတယ်ကလေးကိုပြုစုပြောထောင်ပေးတဲ့အချိန်မှာပြည့်စုံတဲ့မိဘဆိုတာတော့မရှိပါဘူးကျွန်မလည်းလိုအပ်ချက်တွေအများကြီးနဲ့မေမေတယောက်ပါမိဘတွေအနေနဲ့တဲ့ဘာလို့တင်လဲဆိုလို့ရှိရင်အတက်နိုင်ဆုံးစိတ်ရှည်ပေးရမယ်ဒီအရွယ်ကအရေးကြီးဆုံးအချိန်မှာတဲ့စကားတူလေးနဲ့လူရင်းကိုပဲဆုံးပါပါဒီဟာမလုံနဲ့လို့ပြောလို့ရှိရင်တို့ကမကြိုက်ဘူးပဲအဲ့တော့ဒီဟာမလုံစေချင်ဘူးဆိုလို့ရှိရင်သမီးရဲ့ဒီဟာလုံလို့ရှိရင်အနာတရားဖြစ်တတ်တယ်သမီးလေးအနာဖြစ်သွားတဲ့အချိန်ကျရင်ဆေးတောက်ရမယ်လို့ပါတော့ဗောနော်အဲ့လိုမျိုးလေးဆုံးပါပြီကျမကတော့ဘာပဲဖြစ်ဖြစ်သူတို့ကိုပဲရွေးချယ်ခိုင်းမှာအစားအသောက်မစားခြင်းမူကြီးများနေတယ်ဆိုလို့ရှိရင်လည်းဥပမာထမင်းကျွေးလို့မစားခြင်းမူဆိုလို့ရှိရင်ထမင်းမဟုတ်ပဲခောက်ဆွဲလုပ်ပေးရမလားကြက်ဥပြုတ်စားမလားကစုံဥပြုတ်စားမလားအဲ့လိုမျိုးလေးကျမကမေးပါတယ်အဲ့တော့သမီးလေးကအစားအသောက်ကတော့အရန်ကြီးများတဲ့ထဲကိုမပါပါဘူးသူတို့ငိုးနေတဲ့အချိန်မှာစူတာထဲတဲ့သူတို့ကိုတဲ့အေးအေးဆေးဆေးနဲ့နေပြီးတော့သမီးလေးဘာဖြစ်လို့ငိုတာလဲဘာဖြစ်လို့ကြီးကြနေရလဲအဲ့လိုမျိုးလေးမေးကြည့်ပါခလေးတွေကြီးကြတာဘယ်အချိန်မှာစိုးရင်သိတယ်လဲဆိုလို့ရှိရင်3နှစ်ကျော်လာပြီးမှတဲ့ကြီးကြတာအရန်များနေတယ်သူတို့ကိုခေါ်တဲ့အချိန်မှာလဲသူတို့ကတုံ့ပြန်မှုမပေးဘူးသူတို့ရဲ့ပြောဆိုတဲ့ပုံစံလေးကတိုးတက်မှုမရှိဘူးဆိုလို့ရှိရင်တော့ဆရာဝန်တွေနဲ့ကလေးဆရာဝန်တွေနဲ့ကလေးဖွံ့ဖြိုးရေးအထူးကူတွေနဲ့တိုင်ပင်သင့်ပါတယ်လို့ပြောပြထားပါတယ်အဲ့တော့2နှစ်3နှစ်ကလေးတွေကြီးကြတာဟာပုံမှန်ပါပဲကျမလည်း2နှစ်3နှစ်အရွယ်ကလေးသမီးလေးကိုပိုင်ဆိုင်ထားရတာဖြစ်တဲ့အတွက်အဲ့တော့သူတို့ကိုအတက်နိုင်ဆုံးကတော့စိတ်ရှည်ပေးပါအာယုံလွှဲပေးတယ်ဥပမာလော်လီပေါ့စားခြင်းနဲ့ဆိုလို့ရှိရင်သမီးလေးရေအစောကြီးအချိုစားလို့ရှိရင်သမီးသွားမှာသွားတွေပိုးစားမယ်လော်လီပေါ့စားမဲ့အစားသမီးလေး orange juice စားမလားအသီးလေးစားမလားလို့ကျမကတော့မေးပါတယ်အာယုံလွှဲပေးခြင်းရတယ်ကလေးလေးတွေကိုပြုစုတဲ့နေရာမှာတရောင်းတနေရာနေပါဝင်ပါတယ်3နှစ်ကလေးလေးတွေကိုထိန်းနေရတဲ့မေမေတွေဖိုက်တီးမှာလို့ကျမပြောချင်ပါတယ်ကျမသိတဲ့အကြောင်းအရာလေးတွေကိုကျမကမျှဝေပေးတာဖြစ်ပါတယ်မေမေတို့အနေနဲ့ကျမရဲ့ပြပြတဲ့အကြောင်းအရာလေးတွေကိုထပ်မံပြီးတော့သိချင်တဲ့အကြောင်းအရာလေးရှိရင်ရေးခဲ့ပေးပါအားလုံးကိုတတ်တာကျေးဇူးတင်ပါတယ်